အားလုံးပဲမင်္ဂလာပါမနက်ဖြန်မနက်3နာရီခွဲအချိန်မှာတော့ USD 329ပြန်ပွဲရှိပါတယ်ဒီပြန်ပွဲကတကယ်ကိုလမိုင်းဝင် UFC ပြန်ပွဲတစ်ခုလို့ပြောလို့ရတယ် UFC ရဲ့ဒီနာမည်ကျော်ကစားသမား McGregor ပြန်လည်ပြီးတော့ပါဝင်ထိုးသက်မဲ့ပြန်ပွဲတစ်ခုလည်းဖြစ်ပါတယ်သူကတော့ Holloway နဲ့ McGregor တို့ရဲ့ပြန်ပွဲကိုကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်ဒီ McGregor က2020ခုနှစ်တုန်းကအခါပစ်ကိုရှုံးနေခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတောက်လျှောက်နားခဲ့ပြီးတော့2021ခုနှစ်မှာတော့ Dustin Poirier နဲ့နှစ်ပွဲလုံးထိုးတဲ့အချိန်မှာနှစ်ပွဲလုံးရှုံးနေခဲ့တယ်ပေါ့နော်အဲ့ဒီကစပြီး UFC 2 win တွေကိုပြန်ဝင်ရောက်လာခြင်းမရှိတဲ့ McGregor ကလက်ရှိအချိန်မှာတော့ UFC 329မှာပြန်လည်ပြီးတော့ UFC လောကထဲကိုပြန်လည်ဝင်ရောက်လာပြီဖြစ်ပါတယ်တစ်ဖက်က Max Holloway ကလည်းပြီးခဲ့တဲ့ UFC 326မှာချာ Oliveira ကိုရှုံးနေခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ McGregor ကိုအနိုင်ယူဖို့အတွက်သူ့အနေနဲ့တော်တော်ပြင်းပြင်းထန်ထန်နဲ့စူးစမ်းနေရလို့သိရတယ်။တစ်ဖက်က McGregor ကလည်း UFC ကိုပြန်လာတဲ့အချိန်မှာသူ့ရဲ့နာမည်ခုံနဲ့သူ့ရဲ့ခုံသတင်းတွေကိုအရင်ကားထက်ပိုမိုပြီးတော့ကြော်ကြားစေဖို့အတွက်ဒီ Holloway ကိုအနိုင်ရရှိအောင်ကစားသွားဖို့လိုတယ်။ဒီကျွန်တော်တို့ face off တွေ့တဲ့အချိန်မှာတော်တော်လေးကို McGregor အစိုးရတဲ့ McGregor ပွဲတွေဆိုရင်ဒီ face off မှာတော်တော်လေးကိုပြင်းထန်တယ်ပေါ့နော်ပြင်းထန်တယ်ကျွန်တော်ပွဲရှာတဲ့ပုံမျိုးနဲ့ဒီမှာလည်း McGregor က Holloway နဲ့တွေ့ချင်မှာအတဲနဲ့အလိုထိုးချင်တဲ့တိုက်ချင်တဲ့ပုံစံမျိုးပြသခဲ့တဲ့အတွက်ကြောင့်မို့လို့မနေ့ပြန်329ပြန်ပွဲရအောင်တကယ်ကြည့်လို့ကောင်းမယ်ပြန်ပွဲတစ်ပွဲဖြစ်တယ်ကျွန်တော် McGregor ကိုမမြင်ရတာကြားတဲ့ပရိသတ်တွေအတွက် McGregor ကိုကြိုးဝိုင်းနေမှာကျွန်တော် UFC ကွင်းနေပါပြန်လည်ပြီးတော့မြင်တွေ့ရမယ်တစ်ဖက်က Holloway ကလည်းအရင်တုန်းကနာမည်ကုံရှင်ရှိတဲ့ကစားမတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ McGregor နဲ့ Holloway လို့ရဲ့ UFC 329ပြန်ပွဲရတော့တော်တော်လေးကြီးကောင်းမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်တော့မနက်3နာရီခွဲအချိန်မှာဒါလေးပြင်လင်းလေးစပြီးတော့ရှင်းပြန်ကစားတော့မှာဖြစ်ပါတယ် McGregor ပွဲကတော့ကျွန်တော်ထင်ပါတယ်မနက်ပိုင်း10နာရီလောက်မှာ10နာရီနဲ့17နာရီကြားလောက်မှာဖြစ်ဖို့များပါတယ်ဒါကတော့မနက်ဖြန်မနက်3နာရီခွဲအစတင်ပြီးရှင်းပြန်ကစားတော့မယ် UFC ဝင်းတွေကိုပြန်လဲဝင်ရောက်လာခဲ့တဲ့ Conor McGregor နဲ့ Holloway တို့ရဲ့ပြန်ပွဲမနက်ဖြန်329ပြန်ပွဲရှိပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်